ဒါလေးကမန္တလေးရဲ့ကလင်ထိထားတဲ့ Don Bosco Church ပါရှင် Saint John Paul II Church ဒါလေးထိသွားတဲ့နေရာတွေနဲ့เนาะပြန်ပြင်ရမယ့်နေရာတွေပါမြင်ထိသွားတယ် Saint John Paul II Church ပါမဝင်နဲ့လေမဝင်အောင်မဝင်နဲ့၎င်းစေတော့ဖျားရှိခိုးတာကိုအပြင်မှာပဲလုပ်နေပါတယ်အပြင်မှာပဲ mask အတွက်ကိုစီစဉ်ထားပါတယ် church ကတော့လုံးဝပြတ်သွားတယ်ပေါ့နော်ဟုတ်